Okay ကျွန်တော်ဒီနေ့ကျွန်တော် Revit 2025ကိုကျွန်တော်ဘယ်လို full installation ဘယ်လိုလုပ်လဲဆိုတာကျွန်တော်ပြမှာဖြစ်တယ်เนาะဒီမှာကျွန်တော်နမူနာပြထားတယ်ဒီမှာ activated ဖြစ်နေတဲ့ဟာလေးကျွန်တော်ဝင်ထားတယ်ပြထား full เนาะ full version လေးเนาะ Okay ဒါလေးကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဒီမှာ open နေပါတယ်ဖွင့်ပြထားတယ် Okay เนาะဟုတ်ပြီ Okay ဒါလေးကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်အခုဖော်ပြပေးမှာဖြစ်တယ်တေချာတော့ like ကြည့်เนาะ Okay အဲ့တော့ဒီ file ကိုကျွန်တော်ပေးထားမယ်เนาะဒီ file ကို stat file ကိုကျွန်တော်ပေးထားမယ် full version လို့เนาะအဲ့တော့ဒီနှစ် double click နဲ့လဲ stat လို့ double click အမှန်ချင်းနှိပ်ပြီးတော့ niche ပေါ့ဒါကဘယ်မှာ program မှာထည့်မလဲဆိုတာကိုပြောပြเนาะ program နဲ့ Autodesk Revit niche နဲ့လဲ install တာမှာအမှဒီမှာသူ့ရဲ့ contact တွေEnglish ကျွန်တော် English contact ပဲယူမယ်เนาะကျန်တဲ့ contact မယူ Russia contact မယူเนาะ Steel connection နဲ့ယူမယ် format convert Revit တွေယူမယ်เนาะ Russia အတွက်ပဲမယူတာ English တက်ယူတယ်เนาะ Okay အဲ့ဆိုရင်ပြီးရင် install နေမှာအချိန်မှာကျွန်တော်တို့ကဒီမှာတောက်လျှောက်သွင်းနေပြီခဏတော့စောင့်ပြီเนาะခဏလေးတော့စောင့်ပြီ Okay ဒါလေးကတော့စက်ပေါင်းမှပေါ့မူတည်ပြီးတော့အချိန်ကြာအောင်ကြာမယ်ပေါ့ဗျာပြောလို့တော့မရဘူးเนาะ Okay အဲ့ဒီတော့ခဏတော့စောင့်ပြီOkay သူအလုံးလုံးနေပေါ့နော် Okay ဒါဆိုပြီးသွားပြီ Okay ဒါဆိုပြီးသွားရင်ကျွန်တော်တို့ဒီကောင်ပိတ်မယ်နော်ပိတ်မယ်ဒီကျွန်တော် finish ကောင်ကိုကျွန်တော်တို့ပိတ်မယ် Revit 2025နော်အကောင်ကိုကျွန်တော်တို့ပိတ်မယ်ပိတ်ပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ကကျွန်တော်တို့အဓိကအားဖြင့်ကျွန်တော်ဒီကောင်ကိုfull version ပြန်လုပ်ရမယ်နော်အဲ့တော့ကျွန်တော်တို့ crop folder နော်ပိတ်ထားတဲ့ crop folder တွေက ADSK အလေးကို run administrator နဲ့ run ပြီနော်right click နော် right click ခေါ်မှာပြီးလဲပြီးတော့ခက်ခဏလေးတော့စောင့်ပြီးအချင်းကတော့ကြာမယ်အချင်းကြာမယ်ဆိုတော့ performance ပုံမူတည်ပဲကြာမယ် internet ချိတ်ထားမယ်ပေါ့နော် Okay အမှတော့အကလုံးလုံးမယ်block လုံးမယ်ပေါ့နော် Okay အမှသူအကလုံးကိုသူဟိုလောက်တော့အရင်တော့ဒီ automatic ဟိုမလာခင်တော့ကျွန်တော်တို့ patch ကြာမလာခင်တော့ကျွန်တော်တို့ကကောက်ကိုသွားပြီးတော့ manually သွားပြီးတော့ block ရတယ်ပေါ့နော်ဒါလေးကနည်းနည်းခက်တယ်ပေါ့ Okay ဒီကောင်လေးကလွယ်တယ်ပေါ့နော်ဒါဆို complete ဖြစ်သွားပြီနော် Okay ဒါဆိုရင်အသုံးပြုလို့ရပြီနော် Okay အဲ့တော့manually ထည့်ဖို့ထည့်နေရတော့ဒါအရင်တော့ software တွေနော်အရင်တော့ software တွေမှာရှိတယ်အခုနောက်ပိုင်းမထွက်သေးတဲ့ကောင်တွေဆိုလဲ manually လုပ်ရသေးတယ်နော်ဒါထွက်နေတယ်2025 patch ထွက်ပြီလေနော် patch ထွက်ပြီဆိုတော့ပြဿနာမရှိဘူးပြီးတော့နောက်ဝက် license ရွေးနော်နောက်ဝက် license ရွေးပြီးတော့ဖွင့်လိုက်ရင် Okay ခဏလေးတော့စောင့်ပြီ Okay ဒါတောင်း show လုပ်လိုက်เนาะဒါဖြစ်တယ်ဒါဘာမှဖြစ်ဘူးเนาะ Okay အဲ့ဒီတော့ new comment အဲ့မှာ project တွေစောင့်နေเนาะဒီမှာ template file တွေတွေ့လားเนาะ Okay matrix တွေပါသွားမယ်เนาะကျွန်တော် cancel လုပ်ထားမယ်ကျွန်တော်ကဒီမှာနမူနာပဲပြလိုက်မယ်ဒါ open Okay ဒါစပွင့်သွားเนาะအကောင်လုံးတောင်းလို့ရသွားOkay ဒါလေးကတော့ Revit 2025ထဲပုံထည်နည်းဖြစ်ပါတယ်အားလုံးပဲကျင်းနေမယ်လို့ယူဆတယ်မျှော်လင့်တယ် Okay အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ